ထီယာမှာညငယ်လာရှာလို့ရှိရင်เนาะအချောင်းနဲ့မိတ်ကလေးတေချာရွေးတက်အောင်ငါဒီဗီဒီယိုနဲ့လက်တွေ့ပြမယ်เนาะ Okay welcome ဆိုတော့အချောင်းမတွေကเนาะမိန်းမတွေတောင်လာတယ်သူတို့စိတ်တာဘလို့ဟာတွေညငယ်လို့တမ်းမှန်လဲဆိုတော့ဒီလမ်းဘေးမှာပတ်စံအိတ်လေးတွေကင်ပြီးတော့ရက်နေတာအားလုံးကညငယ်တွေပဲเนาะကိုကြိုက်လို့ရှိရင်ဈေးဝင်ကြီးလို့ရတယ်အဲ့မှာစိုက်ကြီးစိုက်ငယ်စိုက်လဲစိုက်အရွယ်เนาะရေတွင်းပြေးเนาะအတွင်းကြီးတွင်းဟောင်းရေကြီးအေးမြသည်ဘာညာဆုံဖို့ကွာဒါငါဘူးသူရအနေနဲ့ပြောပြတာမင်းတို့ကိုရရေဝိုင်းငါတော့ရေတွင်းထဲရေတွေခတ်တောက်တဲ့ရွယ်မဟုတ်ဘူးဆိုတော့ဒီညငယ်တွေကိုရှာတာဘယ်သူတွေဆိုအဲ့ကောနိုင်ငံခြားသားတွေများတဲ့အကြီးငါရဲ့ကင်မရာထဲမှာပါတယ်လမ်းဘေးတွေမှာတော့ရဆောက်နေတဲ့ငင့်တိုင်းကညငင့်ပဲချိုးဝေစားနော်တချို့ဝေစားတဲ့ငါတို့ဗမာပြည်သားတွေလည်းတွေ့လိုက်တယ်ခုနဒါပေမဲ့ခေါင်းကြီးတို့ရွေးရမှာကိုရွေးမဲ့ညငယ်သည်မိတ်ကလေးလားအချောက်လားသေချောက်ခွဲတက်ရမယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာအချောက်တွေကမိတ်ကလေးတွေနဲ့လာတာနော်ခေါင်းကြီးတွေစမှုစာငဲပြီးတော့သေချောက်ခွဲနော်ပြီးရင်နောက်ဟိုအညာငယ်ထဲမှာနော်သူတို့ထိုင်းတွေမဟုတ်နော်တခြားနိုင်ငံခြားသားတွေလည်းရှိရနော်အမျိုးမျိုးပဲဆိုင်ဆုံကိုက်ဆုံဖို့ကွာไปมันยังดีกว่าจะไปวันเด็กนึงညငယ်တွေပဲใช่အဲ့တော့ walkie street ရောက်ပြီเนาะလမ်းလျှောက်တဲ့ကလ